Hello everyone, welcome back. အားလုံးပဲမင်္ဂလာပါကျွန်း vlog လေးတွေကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကျွန်း vlog လေးတွေမတင်တာတစ်လကျော်လောက်ရှိသွားပြီပေါ့နော်အကြောင်းရင်းကတော့ကျွန်းတမ်းစစချင်းမှာပဲဒီ deadline တွေရဲ့ပြီးရင် in class စာမေးပွဲတွေနဲ့အရန်ပြေသွားလို့ပေါ့နော်ဒီနေ့ vlog လေးထဲမှာတော့ကျွန်းရဲ့ပုံမှန် University Week လေးကိုအတူတူခေါ်ထားပေးပါမယ်ခု semester ကအားလုံးသိရတဲ့အတိုင်းကျွန်းရဲ့ဒီ final year အတွက်နောက်ဆုံးတက်ရတဲ့ semester ပေါ့နော်အဲ့တော့ lecture တန်းနေတော့ကျွန်းအများကြီးမရှိတော့ဘူးဒါပေမဲ့ဒီတစ်ပတ်မှာကျွန်း2ချိန်တက်ဆရာရှိရပေါ့နော်ဒီနေ့ကကြတော့ကျွန်းနေ့လယ်ပိုင်းမှာတက်ရမှာပေါ့နော် stretcher တန်းမှာဆိုတော့ကျွန်းနဲ့တူတူ stretcher class သွားတက်ပါမယ်ခုတော့ကျွန်တော်ကျောင်းကိုရောက်ပါပြီအတန်းထဲကိုသွားပါမယ်ကျွန်းဒီဗီဒီယိုတွေကိုဘယ်ကလေးကရိုက်ထားလဲဆိုလို့ရှိရင်ကျွန်းရဲ့ဒီ semester ဆက်စာချင်း January ကလေးကကျွန်းရိုက်ထားတာကွာဒါပေမဲ့ကျွန်းဒီ soundware deadline တွေတန်းဆက်စာချင်းမှာလာလိုက်တာရောပြီးလို့ရှိရင်ကျွန်းက student ambassador လုပ်နေရကွာအဲ့ဒီအလုပ်အသစ်တစ်ခုထပ်တိုးသွားရတော့ကြောင်းကျွန်းဗီဒီယိုတွေအဲ့ဒီလုံးဝမလုပ်နိုင်တော့တာအဲ့ဒါကြောင့်ခုနောက်ကျသွားတာပေါ့နော်အဲ့တော့ဒီနေ့ပြောမယ်ဆိုရင်ဒီ semester အတွက်ပထမဆုံး lecture တီးတော့ပါပေါ့နော်ခုကကျွန်တော် break ချိန်မှာအဲ့တော့ဘာလုပ်လဲဆိုမုံစားပါတယ်။နားချိန်တိုင်းကျွန်တော်မုံမစားရမနေနိုင်ပါ။ break ချိန်ပြီးတော့ကျွန်တော်သင်ခန်းစာပြန်စတင်နေပေါ့နော်။ခုက stretcher တန်းဆိုတော့ကျွန်တော် note တွေတော်လိုက်မှတ်ရပါတယ်။ stretcher တန်းအတွက်ကျွန်တော်တစ်ချိန်တော့ပြီးသွားပါပြီ။နောက်ဆက်အတန်းချိန်တက်ရမှာပေါ့နော်အဲ့ဒါနောက်အတန်းချိန်တော့အတွက်အခန်းပြောင်းနေရပါခုတော့ကျွန်တော်အတန်းထဲကိုရောက်ပြီပေါ့နော်ဒီနေ့ကရာသီဥတုတော်တော်အေးတယ်နှာတော့စီးနေကျွန်တော်ဖျားခြင်းသလိုဖြစ်နေတာပထမဆုံးနေ့ကိုကြောင်းလာလိုက်တယ်ကွာစားခုမှပထမဆုံးနေ့ရှိသေးတယ်စားရခက်တယ်နေ့ကဒီ stretcher ရဲ့ time ဆိုတဲ့ကြောင်းလာတာခုကကျွန်တော်ကျူတိုရီရဲ့အချိန်ပေါ့နော်ဆရာနဲ့စာတွက်မယ်ပြီးရင်မသိတာရှင်မေးပေါ့အဲ့လိုမျိုးကျွန်တော်ကျူတိုတွက်ပြီးတော့အချိန်က6နာရီထိုးသွားပြီပေါ့နော်အဲ့တော့အပြင်မှာတော့ရာသီဥတုကမှောင်နေပါပြီအဲ့ရက်တွေတော့ရာသီဥတုတော်တော်အေးတာအဲ့တော့လက်အိတ်တွေရောအုပ်ချုပ်တွေရောတော်တော်အဆုံဝေးရပါတယ်အဲ့ဒါလည်းအေးတော့ပဲကျွန်းခုတော့အိမ်ပြန်ရောက်ပါပြီဝေစားပါညာလဲလိုက်အောင်မယ်ပေါ့နော်ခင်ခဲ့ပါညာလုပ်ပြီးတော့ဂျုံရစာစားပြီးတော့ပကံနေပါရေးစီးပါတယ်မနေ့ပြန်မနေ့အပိုင်းလဲအတန်းရှိသေးတော့ဒီညတော့အိတ်လိုက်ပါတော့မယ်နေ့ရာသီဥတုကတော့မတရားအေးတယ်မိုးတွေလည်းရွာတယ်ပြီးရင်လေလဲတိုက်တယ်ထိအောင်ကျိုးသွားတယ်မနေ့ကနေမကောင်းချင်သလိုဖြစ်နေရလို့ဗီဒီယိုထဲမှာပြောလိုက်တယ်လေတကယ်လည်းပြားသွားပါတယ်ဒါပေမဲ့ပထမဆုံးနေ့ဆိုတော့တည့်ရတိုင်းပြစ်လို့မရဘူးကွာပြစ်လိုက်လို့ရင်စားဘာမှန်းသိတော့မှာမဟုတ်ဘူးဆိုတော့ခုတော့အကြောင်းကိုရောက်ပါပြီအခန်းထဲကိုဝင်ပါမယ်မနေ့ပိုင်းစောတက်ရတာကွာနောက်ကျမှဆိုလို့သွားလိုက်တာကျွန်တော်ပထမဆုံးအိုင်းနေရောက်သွားပါတယ်
ရာသီဥတုချီနေရတော့မြင်တဲ့အတိုင်းပါပဲ stage ကြောင်းတော့ဆိုရင်တော့ငိုက်လို့ကောင်းတဲ့အချိန်ပေါ့နော်ဒီ lecture က project အတွက်ပြောတာဆိုတော့2 နာရီပဲကြာသွားပါတယ်အဲ့ဒီအတွက်ကတော့ကျွန်တော်ဘာမှထူးထူးခြားခြားမလုပ်လိုက်ဘူးပေါ့နော်ဒီနေ့ကတော့ကျွန်တော်နောက်ရက်ရောက်သွားပြီကျွန်တော်ဗီဒီယိုအစမှာတော့ငါပြောခဲ့တယ်ကျွန်တော် student ambassador လုပ်နေတာပေါ့နော်အဲ့တော့ဒီ ambassador တွေအတွက်ကိုကျွန်တော် photo shoot လေးတစ်ခုလုပ်ပေးထားတာပေါ့နော်အဲ့ဒါအတွက်ကိုကျွန်တော်သွားဖို့ပြင်ဆင်ပါမယ်မိတ်ကပ်လင်းပြီးသွားပြီဆိုတော့အဝတ်စားလှည့်လိုက်ပါအောင်မယ်မနေ့ကလည်းမိုးရပါတယ်ဒီနေ့လည်းမိုးရပါတယ်နေမကောင်းပေမဲ့လည်းသွားလိုက်ပါအောင်မယ်ခုတော့ကျွန်တော်ဘတ်စကားမှတ်တိုင်းမှာဘတ်ဆောင်နေရပါခုတော့ကျွန်တော်ချောင်းရဲ့ campus နောက်တစ်ခုကိုရောက်ပါပြီကျွန်တော်ဒီမှာပထမဆုံး professional headshot photo တွေရိုက်ပေးရပေါ့နော်အဲ့မှာလို့စုပြီးတော့တယောက်ချင်းစီရိုက်ပါတယ်ဒီ student ambassador အနေနဲ့ကျွန်တော်ဘာလို့လုပ်ရလဲဆိုတော့ကျောင်းအတွက် photo shoot ရိုက်တာတွေပြီးလို့ရှိရင်ကျွန်တော်ခုမှကျောင်းကိုလာပြီးတော့တက်မဲ့အတစ်တွေအတွက်ပေါ့နော်အဲ့လိုမျိုးတွေအတွက်ကိုကျွန်တော်ကချိုးလုပ်ပေးရတာမျိုးတွေရှိပါတယ်ပြီးတော့ကျွန်တော် university lifestyle photo shoot လေးတွေ video လေးတွေလည်းရိုက်တယ်ပေါ့နော်အဲ့အချိန်မှာကျွန်တော်ရိုက်ပေးမဲ့သူမရှိတော့ video လေးတွေတော့မရိုက်ခဲ့ရပါဘူးဆိုတော့ဒီတစ်ပတ်အတွက်ကျွန်ရဲ့ဒီ university တက်တာတွေ photo shoot ရိုက်တာတွေအကုန်လုံးကတော့ဒီလောက်ပါပဲကျွန်ရဲ့နောက်ထပ် vlog လေးတွေနဲ့ပြန်လည်ဆုံတွေ့ကြမယ်နော်အားလုံးပဲ bye bye